အားလုံးပဲမင်္ဂလာပါအခုဒီတကြံပတိုင်ငင်လေးမှာပေါ့နော်အမားတို့ IRD Education နဲ့ James Cook University ကဒီတာဝန်ရှိသူတွေပေါ့နော်ပူးပေါင်းပြီးတော့ Scholarship Info Day ဆိုပြီးတော့အမားတို့ဒီ29ရက် February 2026ခုနှစ်မှာအမားတို့ဒီမနေ့10:00နာရီခွဲကနေပြီးတော့နေ့လယ်12:00နာရီအထိကို IRD Education and Consultancy မန္တလေးရုံးခန်းမှာပြောလို့ဆိုရင် face to face လေးပေါ့နော်လာပြီးတော့အမားတို့ပွဲလေးတစ်ပွဲလုပ်ဖို့ရှိပါတယ်အဲ့ဒီပွဲလေးကိုစမ်းသပ်ကြောင်းသူနဲ့မိဘတွေကိုတက်ရောက်ဖို့တော့အရင်ဆုံးဖိတ်ခေါ်ချင်ပါတယ်ဒီပွဲလေးမှာအဓိကဘာတွေပြပြပြီးသွားမှာလဲဆိုတော့ဒီ scholarship ပေးမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တရားခိုင်နှုန်း50ခိုင်နှုန်း25ရာခိုင်နှုန်းအသီးသီးပေးရသွားမှာဖြစ်တယ်။အဲ့တော့ဒီ scholarship ကိုလိုချင်ရင်ဘာတွေပြင်ဆင်ရမှာလဲဘယ်လိုရည်ချင်းတွေရှိရမှာလဲဆိုတာကိုလေဒါ James Cook University စင်ကာပူကနေပြီးတော့တာဝန်ရှိသူကိုယ်တိုင်ပြပြဆွေးနွေးပြသွားမှာဖြစ်တယ်။ James Cook University စင်ကာပူဆိုတာပါလေအဓိကတော့ James Cook University ဆိုတာ Australia နိုင်ငံအစိုးရတက်သူကျောင်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီကနေမှလည်းကျွန်တော်တို့ဒီစင်ကာပူမှာလာပြီးတော့ကျတော့ကုန်ကြစိတ်သက်သွားစွာနဲ့မြန်မာနိုင်ငံကကျန်းမာသူတွေနဲ့အရှိတောင်အာရှကျန်းမာသူတွေပညာသင်ယူနိုင်ဖို့အတွက်လာပြီးတော့ခွဲပြီးတော့ Australia ဆရာတွေနဲ့လာပြီးတော့ဖွင့်ထားတဲ့ကျောင်းတစ်ခုဖြစ်ပါတယ်။ဒီနှစ်မှာ the scholarship ကို3ချိန်ပေးပါတယ်။ကျွန်တော်တို့ January ရယ် May ရယ် September ရယ်ဆိုပြီးတော့ကျောင်းဖွင့်ချိန်3ခုမှာပေးပါတယ်။အခုကတော့ဒါမေလအတွက်ကိုပေးမဲ့ scholarship အတွက်ကိုလာရောက်ပြီးတော့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒီ scholarship ကိုဘယ်သူတွေလျှောက်လို့ရလဲ။နံပါတ်1 IGCSE အောင်ထားတဲ့သူတွေနံပါတ်2 OSST အောင်မြင်ထားတဲ့သူတွေနံပါတ်3လေးနေရတော့ကျွန်တော်တို့မြန်မာနိုင်ငံက grade 12လို့เนาะပြီးဆိုရင်ကျွန်တော်တို့မြန်မာgrade 10ပေါ့เนาะမြန်မာ10နဲ့10နဲ့ဟာအောင်ထားတဲ့သူတွေပြီးတော့ကျွန်တော်တို့ NCC level 3 4 5အောင်မြင်ထားတဲ့သူတွေပြီးဆိုရင် HND level 5အောင်မြင်ထားတဲ့သူတွေလျှောက်လို့ရဒါအပြင်ဘွဲတစ်ခုခုပေါ့မြန်မာနိုင်ငံနေပချက်လာဘွဲတစ်ခုရရှိထားတဲ့သူတွေလည်း master program တွေကိုလည်းပြချထားလို့ရပါတယ်ဒီကြောင့်ထူးခြားချက်တစ်ခုကတော့ကျွန်တော်တို့ internship ပါတာပါပဲအဲ့တော့ကျောင်းတက်ချိန်ကာလလည်းအရင်မကြောက်ဘူးကျွန်တော်တို့ဒီနှစ်ရှစ်လဆိုရင်ဒါပွဲရပါပြီ။နောက်တစ်ခါ master သမားတွေဆိုလို့ရှိရင် for 1 year တစ်နှစ်ပဲတက်ရပါတယ်။အဲ့တော့ဒီကာလအတွင်းမှာလည်းဒီ bachelor သမားတွေဆိုရင်ကျွန်တော်တို့က internship ကိုစင်မှာပဲဆင်ဖို့အတွက်အကြောင်းကနေပြီးတော့စီစဉ်ပေးပါတယ်။နောက်တစ်ခုကဒီကျောင်းရဲ့အားသာချက်တစ်ခုကပါလဲဆိုစင်ကာပူနိုင်ငံမှာ campus ရှိရပါပဲ။ကျန်ဝန်တဲ့ campus ရှိရယ် basketball ကွင်းတွေရှိမယ်နောက်တစ်ခါကျွန်တော်တို့ library ရှိရယ် canteen ဆိုလည်းအကြောင်းထဲမှာပဲကိုပိုင် canteen ရှိပါတယ်။ tennis court တွေလည်းရှိရယ်ပေါ့နော်။နောက်တစ်ခါ gym တွေလည်းရှိပါတယ်။ဒါဟာလည်းသူ့ရဲ့ကျောင်းရဲ့အားသာချက်တစ်ခုပါပဲ။ဒါကြောင့်မို့လို့နောက်တစ်ခုကဒီ James Cook University မှာscholarship လျှောက်လို့ရမယ့် major တွေကတော့သူမှနာမည်ကြီးတဲ့ IT major ရှိမယ် cyber security ရှိတယ်ပြီးပြီဆိုရင်ကျွန်တော် psychology ဆိုတဲ့ major တွေလည်းရှိရဲဒါအပြင်ကျွန်တော်တို့အခုခေတ်မှာခေတ်စားလာတဲ့ business information system digital marketing နဲ့ပတ်သက်တဲ့ဘာသာရပ်တွေ management နဲ့ပတ်သက်တဲ့ဘာသာရပ်တွေအခုကကျွန်တော် bachelor commerce ရဲ့အောက်မှာရှိတဲ့ accounting တို့ finance တို့ financial management တို့ banking and finance ဆိုတဲ့ major တွေလည်းကျွန်တော်တို့ရွေးချယ်ပြီးတော့တက်လို့ရပါတယ်အဲ့တော့ဒီ scholarship info day လေးမှာဆိုရင်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဒီကျောင်းသားတွေအတွက်အကျိုးရှိစေမယ့်အရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမန္တလေးမြို့မှာရှိနေတဲ့ကျောင်းသားကျောင်းသူတွေမိဘတွေကိုကျွန်တော်တို့ရဲ့ IRD Education ကိုလာရောက်ပြီးတော့ iName လေးမှာလာ join ဖို့ကျွန်မဖိတ်ခေါ်ချင်ပါတယ်ကျွန်မပြုလုပ်သွားမယ့်ရက်ကတော့29ရက်နေ့ February လ2026ပါကျင်းပသွားမယ့်အချိန်လေးကတော့မနက်10:00နာရီခွဲကနေ12:00နာရီထိပါကျွန်တော်တို့ရုံးခန်းလိပ်စာလေးကကြတော့82ဘီလန်109နဲ့109ဘီချာကျွန်တော်တို့ချမ်းသာစီရုပ်ကမှာရှိပါတယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုကျွန်မထည့်ပြောပေးပါမယ်တခုလိုအပ်တဲ့ရှင်ဖုန်းဆက်လိုက်ပါ092544066161မှာဟုတ်အဲ့ဒီကိုကျွန်တော်တို့ဖုန်းနဲ့အချိန်မြင့်ပြီးတော့လာရောက်ဆက်သွယ်ပေးလို့ရပါတယ်အားလုံးကလည်းအဲ့ပွဲနေလေးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးပါ